အလိုဆက်နှစ်ကျိုးဆုံးဟုတ်လားအဲ့ဒီလိုပြူစားရအောင်အကိုတို့ကဘာလုပ်လို့တော့ဘာမှမလုပ်ပါဘူးညီလေးရာမနစ်ကအကိုတို့ရွာမှာရွာလုံးကျွတ်ရှင်ပြူရဟန်းခံလောက်ကြတယ်လေအလူတွေဆိုတာမိကိုတိတ်ပေါ့ရွာနီးချုပ်ဆက်အားလုံးအားကြလောက်တဲ့ရွာတရွာဖြစ်ခဲ့တယ်အဲ့ဒါတွေရဲ့အဓိကအကြောင်းကတော့စပားထွက်နှုံအရန်ကောင်းလို့ပဲဒါပေမဲ့အကိုတို့ဘေးကရွာကတော့စပားထွက်နှုံမရှိဘူးအကိုတို့ရွာနဲ့လည်းတိတ်အဆင်မပြေကြဘူးသူတို့ကမနာလိုကြဘူးပေါ့တခုဆိုးသွားတာကသူတို့ရွာကကာလာသားတွေကအကိုတို့ရွာကကောင်မလေးတယောက်ကိုဆွဲလာရန်လာလောက်တာရွာကန်လူတွေတွေ့ပြီးတော့ရိုက်လိုက်ကြတယ်အဲ့ဒီမှာဟိုဘက်ရွာဒီဘက်ရွာတွေးတဲ့နေရာရိုက်ဆိုလိုဖြစ်လာတယ်တနေ့မှာတော့ရွာထဲကိုအဖွားကြီးတယောက်ရောက်လာတယ်သူကရွာအဝင်ကရွာတော်ရှင်နတ်ကွန်းပေမှာရက်ပြီးတော့နင်တို့တရွာလုံးငတ်မွတ်မွဲတည်သွားစေရမယ်ငါမီးရဲ့ကွဲသွားတဲ့ခေါင်းကသွေးတွေမင်းတို့ရွာကိုဖုံးသွားစေရမယ်ဆိုပြီးကျိန်းဝါခဲ့တယ်အဲ့ဒီနေ့ကစပြီးတော့ဘာလို့အဆင်မပြေတော့တာညီလေးအဖြစ်ကတော့အဲ့ဒါပဲညီလေးတို့မှာအဲ့ဒီလိုကိစ္စတွေနိုင်နေတဲ့သူရှိရင်လမ်းညွှန်ပေးပါဦးတက်ခိုင်လည်းအားတက်တဲ့ရောအောင်မြတ်တာကိုလှမ်းကြည့်လိုက်တော့အောင်မြတ်တာကတရားမှတ်နေတာတုတ်တောင်မလုပ်ပါဘူးကဲအဲ့ဒါဆိုအကိုတို့ပြန်တော့မယ်ရွာတွေကိုမိုးမချုပ်ခင်ဝင်ရမယ်မိုးချုပ်တာနဲ့ရွာစီကိုပိတ်တာလေဒါနဲ့ညီတို့ကဘယ်သွားမလို့လဲဘယ်မှာတဲကြမလို့လဲကျွန်တော်တို့ကခီးသွားပြီပါဒီစီရက်မှာပဲတဲမလို့လေတရားထိုင်နေတာကကျွန်တော်ဆရာပါဩဆရာကငငယ်လေးနော်ဒါနဲ့ဒီမှာမအိနဲ့လေရွာထဲလိုက်ခဲ့ပါလားအိမ်မှာပဲတဲပေါ့ကျွန်တော်နာမည်ကထွန်းကြီးပါသူ့နာမည်ကမြင့်စိုးတဲ့ခဏနေတော့အောင်မြတ်တာကတရားထိုင်ဖြုတ်လိုက်တယ်တက်ခိုင်ကပြောပြဖို့လို့အောင်မြတ်တာကလက်ကပြပြီးတော့ဒီကနောင်ကြီးတို့ရွာကိုအလဲလိုက်ပြရစီဖြစ်နိုင်ရင်နောင်ကြီးတို့ကြုံနေရတဲ့ဒုက္ခတွေကိုကူညီကြပါလေဟာရီကန်အသင့်ကြားအသင့်ပါလားလူငယ်ပေမဲ့ပညာမငယ်ဘူးဆိုတာကိုကြားဟုတ်တယ်အခုတော့ဆရာတို့အစွမ်းကိုကြီးခွင့်ရတာပေါ့ဗျာတက်ခိုင်တို့ရွာထဲကိုရောက်တော့မှောင်စာပြိုးနေပြီတရွာလုံးအလုတ်ထဲကနေပြန်လာပြီးတော့မိမိတို့ရဲ့အိမ်တကားတွေပိတ်နေကြတာကိုမြင်တွေ့ရတယ်တဲမဲ့အိမ်ကိုရောက်တာနဲ့အောင်မြတ်တာကဖျားစင်ရှိသွားပြီးတရားထိုင်တော့တာပဲထမင်းလည်းမစားတော့ဘူးကျွန်တော်ကတော့ပရင်းပေါက်ကနေအိမ်နောက်ဖက်လေကွင်းနေစီကိုကြည့်နေမိတယ်အချိန်ဘယ်လောက်ကြာသွားမှမသိလိုက်ဘူးပခုံးကိုတစုံတယောက်လာပုတ်တယ်လို့ခန်းစားရလို့လှည့်ကြည့်လိုက်တော့ကဲတက်ခိုင်ရေးတို့အလေရောက်ပြီဒီဆေးမြစ်ကိုကွင်းထားလိုက်တော့ခဏနေမင်းမြင်ရမယ့်အရာတွေကိုမကြောက်ရအောင်ဒီရေမန်းကိုတောက်ထားဒီရွာကိုငါကယ်တင်ရမယ်ဒီရွာရဲ့အလှကိုဖြစ်မြောက်အောင်ငါကူညီရမယ်အထက်ဆရာကြီးတွေရဲ့အမိန်လဲရပြီလှုပ်ဆရာရှိတာလှုပ်ထားတော့တက်ခိုင်လည်းအောင်မြတ်တာပေးတဲ့ဆေးမြစ်ကိုကွင်းပြီးတော့ရေမန်းကိုတောက်ချလိုက်တယ်ဆိုတာနဲ့အလိုလေးအောင်မြတ်တာကယောဂီဝေမဟုတ်တော့ဘူးအလုံးကိုဖြူစင်တဲ့ပိတ်ဖြူဝဲသူတော်စင်တစ်ပါးအဖြစ်မြင်နေရပါလားဖះစင်ဘော်ကဒက္ခိဏတာခဖះဦးကောင်းတော်ကနေရောင်ကြီးတော်တွေကဖျားထွက်နေပါလားတက်ခိုင်လည်းလက်အုပ်ချပြီးတော့ထိုင်ကြောလိုက်တယ်ကိုထွန်းကြီးကိုအကျိုးကြောင်းပြောပြပြီးရွာထဲမှာရှိတဲ့မကြောက်တတ်တဲ့လူငယ်9ယောက်လောက်ကိုလေးကွာကိုစီနဲ့စုခိုင်းထားတယ်လေးကွာမှာပြည့်မဲ့လောက်စလုံးတွေအပေါ်ကိုအောင်မြတ်တာကရီမန်းနေဖျားလိုက်တယ်ဆိုတာနဲ့ကျွန်တော်အမြင်မှာလောက်စလုံးကငွေမြင်ရောင်တွေတက်လက်လက်နဲ့ငွေလုံးတွေဖြစ်သွားတာကျန်တဲ့သူတွေရဲ့အမြင်မှာတော့လောက်စလုံးပေါ့အကုန်လုံးအိမ်